ပိုင်းစားမှာတော့ဟိနောက်ဆဆက်ကဒီညနေမှာတက်တီဆန်းပွဲနဲ့မြို့ပေါ်မှာလောက်ကြမယ်လို့ပြောလာပါတယ်။ဘူလာနဲ့ကျောင်းလူတွေကဒီတစ်ပတ်အားတဲ့အတွက်ပြည်စင်ကြပါလို့ပြောလာပါတယ်။ဒီလိုနဲ့အကောင်ညဘက်မြို့ပေါ်ဝင်လို့အတွက်ပြည်စင်နေခေခါကတော့တယောက်တည်းပါပဲ။အလေးလိုပြီးထွက်လာရင်ဆန်းချက်မှာရေကစားနေကြတဲ့ UK Hammer တို့ကိုတွေ့လိုက်ရပါတယ်။နောက်တော့ UK တို့နဲ့ဟိနောက်ဆဆတို့ကိုလည်းတွေ့လိုက်ရပါတယ်။အကောင်တို့ရေကစားနေကြရင်ခေခါစီကိုတဲဆုနာရောက်လာကတယောက်တည်းဘာလို့နေကြလဲလို့မေးလာပါတယ်။ရေဘူးမှုစုံမြင်မိလို့က UK Hammer တို့လည်းရောက်လာကရေတူဆော့ဖို့ခေါ်လာပါတယ်။ပြောပါဦးဟိခါရ။ဘူလာနဲ့ကျောင်းလုံးကတငယ်ချင်းထားဘူးလား။ထားဘူးအားလုံးနဲ့အတူတူပဲဖြစ်လောက်မယ်လို့ထင်ပါတယ်။ဒီတော့တူတို့ကိုဒီတိုင်းလွတ်ထားလဲကိစ္စမရှိပါဘူး။ကျောင်းပွေးရင်နဲ့တူတို့နဲ့ပြန်တွေ့ရမှာမဟုတ်ဘူးလေ။ UK Hammer ဘူလာနဲ့ကျောင်းလုံးကတငယ်ချင်းဘယ်နှယောက်နဲ့နေတွေ့ဖြစ်သေးတယ်။တယောက်နှစ်ယောက်လောက်ပေါ့။အတန်တဲချင်းမှာဘယ်နှယောက်လောက်ရှိလဲ။သုံးခန်းကိုမှတစ်ခန်းအယောက်30လီ။ဒါဆိုဘွဲရပြီးရင်တော့တငယ်ချင်းတွေရှိနေဖို့ဆိုတာ300ခိုင်တုံးနဲ့600ခိုင်တုံးလောက်ပဲ။အားလုံးပေါ်တဘောကောင်းတဲ့ UK Hammer လိုလူတော်မှဒီလောက်ပဲရှိတာ။ဒီလိုဆိုဘဒုကိုမှတဘောမကောင်းတဲ့တာမန်လူတယောက်ဆိုရင်100ခိုင်တုံးလောက်ပဲကျန်းပါ။တခါတလေပေထုတ်ခံရတဲ့အချိန်မျိုးမှဆိုရှင်ကိုအနှိမ့်ကြဆုံးလို့တော့တွေးမိတယ်။ဝုန်းလည်းမုန်းမိတယ်ရှက်လည်းရှက်မိတယ်။ဒါမဲ့ဘာမှမတတ်နိုင်ခဲ့။ကျမကအတွေ့ခံထားရတာလေ။စင်ပြေတယ်ဆိုရင်တော့ဘယ်ချိန်ဒီလိုဆက်ဖြစ်မလဲဆိုတာသိရမှာမဟုတ်ဘူးလေ။ဒီတိုင်းပဲစက်နေပြလို့ကောင်းပါတယ်။ဒီကောင်မလေးကလက်လျှော့လိုက်ပြီးပဲ။သူ့ကိုယ်သူပြောင်းလဲလိုက်ရင်တော့ကဘာကြီးကပြောင်းလဲသွားမှုလူတွေကလူတယောက်ရဲ့တန်ဖိုးကိုအစင်တန်းတွေနဲ့ခင်မေရက်တွေနဲ့တက်မှတ်ထားတယ်။အထီးကျန်သူတွေဆိုတာကအထီးကျန်သူကြောင့်ပဲဖြစ်လာတာ။ကိုကထူသားချင်တာပဲဖြစ်ဖြစ်ထင်မောချင်တာပဲဖြစ်ဖြစ်ဒါတွေကအတိုက်ခိုက်လုပ်ဖို့ပစ္စည်းတက်ပဲဖြစ်သွားလိမ့်မယ်။ကလေးတယောက်ရဲ့ငယ်ဘဝကြီးကိုပျက်စီးနေတဲ့စေမင်းတက်ပဲ။မိကုံကဘာကြီးကပြောင်းလဲမှာမဟုတ်ဘူးကိုဒါပြောင်းလဲရမှာ။ဒါဆိုဘလို့ပြောင်းလဲရမလဲ။တေကတော့ရှင်းပါတယ်။ကဘာတရဲ့ဖျားသခင်ဖြစ်လာလိုက်ပါဒါကတော့ကျွန်တော်တို့ရဲ့ဇာတ်ဟိခါပြောတာဖြစ်ပါတယ်နောက်တော့ဝစ်စုံတွေဝစ်ကြရင်ကေဆုနာရဲ့ပြင်လာကိုဘယ်လိုဖြေရှင်းကြမလဲလို့တိုင်မင်းရင်ဟိခါလည်းအကြံပေးတာအကြံကတော့တတိဆံပွဲကိုငါတို့အသုံးချရမယ်လို့ပြောပါတယ်လူသားတွေကြားမှာဆက်ဆံရေးနဲ့ပတ်သက်ပြီးပြင်နာတွေဖြစ်နေပြီဆိုရင်ကသူတို့ရဲ့ဆက်ဆံရေးကိုပစ္စည်းပြလိုက်မယ်ဆိုရင်ဘာပြဿနာမှရှိတော့မဟုတ်ဘူးလေအားလုံးအထီးကျန်လာရင်ပြဿနာတွေအငြင်းပွားမှုတွေလည်းရှိတော့မှာမဟုတ်ဘူးဒီလိုနဲ့ညကြတတိဆံပွဲကိုဆက်လာခြင်းနောက်တော့ကလေးတွေရဲ့ယူရှင်တို့ကိုတွေ့လိုက်ရင်တတိဆံပွဲကကြောက်ဖို့လည်းမကောင်းဘူးလို့ပြောလာကြရတယ်ဒါလည်းအဲ့ပေါက်ကပြောတဲ့အစက်လေးကနင်တို့နည်းနည်းပွေမြင့်နေမထင်ဘူးလားငါတို့ကနင်တို့တငယ်ချင်းဖုံးဘူးနော်နင်တို့ထဲကတယောက်ကတော့ငါတို့ကိုအထင်မြင်တေးတဲ့စကားတွေပြောတယ်ပေါ့ဟာရမှလည်းထွက်လာကနင်တို့ထဲကတယောက်ကိုလှုပ်ပေးမယ်ကျန်တဲ့သူတွေကဒီမှာနေခဲ့ရပဲကလေးတွေလည်းကြောက်နေကနောက်တော့အကုန်လုံးကထေဆုနာကိုနေထိုင်လာခဲ့ကသူလည်းထွက်လာရင်လူတွေကတကယ်ပဲကြောက်စရာကောင်းတဲ့အခြေအနေမျိုးမှာကြုံတွေ့ရပြီဆိုရင်သူတို့ပင်နာလူတွေအတွက်မတွေးပေးနိုင်တော့ဘူးသူတို့ကိုသူတို့ကဲဖို့ပင်နာကလူတွေကိုရအောင်စတဲ့မှာပဲဒီလိုနဲ့အချင်းချင်းရဲ့မကောင်းတဲ့ပုံစံကိုလာမြင်ကြမယ်ဆိုရင်ဘယ်တော့မှအဆင်ပြေရမဟုတ်ဘူးနောက်ထပ်နှစ်ယောက်ကလေးတွေလည်းကြောက်နေကခေခါပြောသလိုပဲတရားရောက်ကိုနေခန့်ခဲ့နေကတွန်းလိုက်ကနောက်တစ်ယောက်ထွက်လာပြီးနောက်နေတာပါအားလုံးအဆင်ပြေသွားပြီလို့ပြောလိုက်ရုံပဲဒါမဲ့မထင်မှန်ပဲတဲဆုနာကသူ့ကမှရှိတဲ့ကင်မရာနဲ့မျက်လုံးစုအောင်နှုတ်လိုက်ခါကောင်မလေးတွေအကုန်လုံးကဲထုတ်ပါပါတယ်သူတို့အဆင်ပြေဖြစ်နိုင်ကြမယ်လို့ငါထင်တယ်တယောက်ကိုတယောက်မချေမမြင်မပြုတ်ပဲပေါင်းနေဆက်ဆံနိုင်မှတကယ်ခင်တယ်လို့ခေါ်တယ်ဒါမဲ့အတူကြောင့်တွေတောင်မှနားနဲ့နားရောက်မယ်အဲ့လိုဆိုရင်တော့မှသူကတော့ကိုပေးရှင်တော့မယ်နောက်မှတော့ဟီခါလွရက်ကိုအကုန်လုံးကချေကျွေးနေကြပြီဒီလိုနဲ့မိဘတွေကိုစော့နေကြရင်ဟာရမှလည်းအေးဘူးလေးပေးတာခါမင်းအတွက်အဆင်ပြေတာကြီးကိုလုခန်းရတဲ့အတွက် sorry ပါကွာကိစ္စမရှိပါဘူးကွာကျွန်တော်ရက်တာအဲ့လိုလည်းမစိုးပါဘူးဒီလိုနဲ့စကားလေးပြောဖြစ်ရင်ကောင်မလေးအဆင်ပြေသွားခါဒီလိုနဲ့ပြန်လာကြခါယူကီတို့အမှန်နဲ့ဟီခါစီကိုရောက်လာခါယူကီညို့ကိုယူကီတို့အမေကစောင့်နေကြောင်းကိုပြောပြရင်ပြန်လာကြခါနောက်တစ်ပတ်မှပြန်နေကြအောင်အားလုံးပဲဘိုင်ဘိုင်